စပူလက်ရကျွန်းမှာမင်္ဂလာချက်တွေပေါ်ပြေးလာတာရမစုလေးပြလွမ်းတာဘေးပြမတန်းပဲအေးချမ်းလေးလားမြစ်တာဆန်းရင်မခံသစ္စာပန်းတွေပွင့်လန်းလို့ဝေဖြာဒါနအကျိုးကြောင့်ယရနာမိုးရွာသွန်းသည်ပမာကျက်တီတက်နေအခက်ဝေဝေစားသာသနာကျိုးကြောင့်တရားမိုးရွာနေသည်များသည်ပရာဏမဟုတ်ပါမြဝေနေရဒုရဖယားရှင်ဟောကြားခဲ့တာစေရနာအဓိကပါနေသည်များသည်ပရာဏမဟုတ်ပါမြဝေနေရဒုရဖယားရှင်ဟောကြားခဲ့တာစေရနာအဓိကပါမရှိလို့မလို့မရှိရှိတာလေးတော့လူပြအောင်လူပါသူငါဒါနာ